အားလုံးမင်္ဂလာပါကျွန်တော်တို့ပြည်လက္ခဏာဝရဥကျော်ဆိုလည်းပြောကျွန်တော်ခုဖော်ပြမယ့်အကြောင်းအရာလေးကတော့မိတ်ဆွေတို့လက်ဖွားပြင်ကိုကြည့်ပါမိတ်ဆွေတို့ရဲ့လက်ဖွားပြင်စီမှာနှလုံးသားကြောင်းကပုံမှန်အတိုင်းတန်ညုတ်ကွင်းဆက်တွေဖြစ်နေပါကဒါကမကောင်းတဲ့အမှတ်အသားဖြစ်ပါဗျာနော်တန်ညုတ်ကွင်းဆက်ကမကောင်းတဲ့လက္ခဏာအမှတ်သင်္ကေတပဲဖြစ်ပါတယ်နော်အဆိုပါလက္ခဏာအမှတ်သင်္ကေတမိမိတို့ရဲ့နှလုံးသားကြောင်းမှာရှိနေပါကမိမိတို့နှလုံးသားကြောင်းတန်ညုတ်ကွင်းဆက်လို့ဖြစ်နေပါကတွေးပုံကြခြင်းသုံးဖို့တွေးတိုးခြင်းသုံးဖို့နှလုံးနဲ့ပတ်သက်တဲ့ယောဂဝေဒနာဖြစ်တတ်ခြင်းနှလုံးအားနေခြင်းနော်အာရုံရောနဲ့ပတ်သက်တဲ့ယောဂဝေဒနာဖြစ်တတ်ခြင်းစတဲ့ယောဂဝေဒနာတွေဖြစ်တတ်ကြုံတတ်တာမို့ဂိူးဆိုင်တတိပြရမယ်အခြေအနေကိုပြဆိုပါရဗျာနော်ကျွန်တော်ရဲ့ဗီဒီယိုလေးဒီမှာပဲနေကုန်းချိုးပါတယ်ခုနှစ်တိုင်းမိတ်ဆွေများအလုံးကိုစိတ်နေမှာကျမ်းမာချမ်းသာကြီးရပါကောင်းကျိုးလိုရဆန္ဒတလုံးလုံးပြည့်စုံကြပါစေကျွန်တော်ရဲ့ဗီဒီယိုလက္ခဏာများများဆက်သွယ်လို့ဖုန်းနံပါတ်09ကိုလေးချောက်ကုန်လို့ရဆက်သွယ်လို့ကောကျွန်တော်ရဲ့အကောင့် Messenger မှာဆက်သွယ်လို့ကောဗီဒီယိုလက္ခဏာများများစုံစမ်းလို့ရပါတယ်ကျွန်တော်စီ post ကိုလည်းနှစ်သက်ပါကနော် like and share ပြုလုပ်ပေးကြပါကျွန်တော်စီကိုလည်း follow လုပ်သွားပေးကြပါခင်ဗျခုနှစ်တိုင်းမိတ်ဆွေများလုံးကြည့်ရှုပေးခဲ့သူတွေတဦးချင်းစီတိုင်းတယောက်ချင်းစီတိုင်းလည်းကျေးဇူးပက္ခရအထောက်တက်ရှိရပါတယ်ကျွန်တော်ပြင်လက္ခဏာဟောရမှန်ဆိုရင်ကျွန်တော်ပြောပါခင်ဗျာကျွန်တော်ပြင်လက္ခဏာဟောရမှန်နေဆိုရင်တည့်ရမိတ်ဆွေကိုလမ်းပြီးတော့တရင်ပေးပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ